ကဲဒီနေ့မှာတော့ကိုရီးယားဗိုလ်ချုပ်ကြီးဖြစ်တဲ့စစ်တီတော်ရော်ဆန်းရှင်းကိုကြိုင်ပြပေးတော့မှာပဲဖြစ်ပါတယ်။ဝဲပေါင်းနဲ့ရိုးမေကိုတော့မကြည့်ပါနဲ့။ဘာလို့လဲဆိုတော့မောင်စီကိုကရော်ဆန်းရှင်းကိုတစ်ခါမှမကြိုင်တက်လို့ပါ။ကဲဘာလို့လုံးနဲ့ပွဲလေးကတော့စလာပဲပြီ။စလာချင်းမှာပဲကျွန်တော်တို့က Robert ကိုစားရမလား Blue Bag ကိုစားရမလားစဉ်းစားမနေပါနဲ့။တခါတည်း enemy ဘက်က Robert ကိုတွတ်ကြော်လိုက်ပါ။ဒီမှာဆိုညီကိုတို့မြင်တဲ့အတိုင်းပဲ Leona Messi ဘက်ကိုကျွန်တော်တွတ်ကြော်တာဒါပေမဲ့ဒီကောင်ကဘက်ပေးလာဆိုတော့မပေးဘူး။ကျွန်တော်ကပဲညံ့လာတာဒီကောင်ကပဲLuigi စကေးကျွန်တော်တက်ကောင်းလာလားကျွန်တော်မသိဘူးအဲ့မှာဘက်ပါမရလိုက်ရောတခါတည်းကျွန်တော်ပါ Hero ကေးပါပေးရတာတန်တော့မတန်ဘူးပေါ့ကွာနောက်တစ်ခါကျွန်တော်ပြောချင်တာကကျွန်တော်လူမပိုင်မနဲ့ဖင်တော့မရပါနဲ့အဲ့လိုရောဆန်းရှင်းကင်မေးအဲ့လိုအားလီပိုင်းမှာဘက်တော့နောက်တဲ့ခါကျရင်ညီကိုတို့အနေနဲ့မပိုင်မလုပ်ပါနဲ့ကျွန်တော်လူမျိုးပေါ့ကွာ enemy ဘက်က Robert မရရင်တော့ကိုယ့်ရဲ့ blue bag ကို ACC လေးလာစားလိုက်ပါကိုယ့်ရဲ့ blue bag ကိုစားပြီးရင်ကိုယ့်ရဲ့ Robert ကိုပြန်သွားစားလိုက်ပေါ့ကွာဘက်ဒီအကုန်လုံးစားပြီးရင်လည်း level 4ရတာနဲ့ကိုယ့်ဘက်ကဂိုးလေးကိုတခါတည်းတော့ကန်းလိုက်ပါဒီမှာဆိုညီကိုတို့မြင်တဲ့အတိုင်းပဲ enemy ဘက်ကဘုံမှာလာတာကျွန်တော် monitor ကလည်းစကေး1စကေး2နဲ့ဖြတ်ပြီးလိုက်တာအဲ့ကောင်တခါတည်း show သွားတာပဲအဲ့လိုဂိုးလေးနဲ့ကဲပြီးရင်လည်းတားတဲ့ပထဲမှာတခါတည်းတော့ကြည့်လိုက်ပေါ့ကွာဒီမှာဆိုညီကိုတို့မြင်တဲ့အတိုင်းပဲ AC စားတားလေးကိုပုံမှန်ပဲစားကွာသိရမလားဒီမှာဆိုညီကိုတို့မြင်တဲ့အတိုင်းပဲ enemy ဘက်က AHB ကကျွန်တော်လာလှုပ်ချင်တာဒီမှာဆိုတဲ့ညီကိုတို့မြင်တဲ့အတိုင်းပဲ Leona Messi ကိုကျွန်တော် VT စကေးတကွက်ပြပေးလိုက်တာအဲ့ကောင်ယူတော့ယူပါခါသွားတယ်ကွာဒါပေမဲ့ဒီကောင်ကကျွန်တော်သွေးနေနေရှိတော့လိုက်ကျုံးอ่ะဒီကောင်ပဲပြန်ပြီးတော့ show ရတယ်ပေါ့တကယ်တော့တားတဲ့ပထဲမှာချစ်ခံရတဲ့သူက VT ပေါက်တာပို့ပြီးတော့မန်နိုင်တယ်ကွာဒီအဲ့ဒီလိုပထမတာတွေကကိုရီးယားတော့ပြီဆိုရင်ဒုတိယတာတွေရောပါ ACC လေးတော့စားလိုက်ကွာ ACC လေးပဲတော့တားရီတို့မလုံးနဲ့ဒီမှာဆိုညီကိုတို့မြင်တဲ့အတိုင်းပဲကျွန်တော်တာတွေကို ACC စားတာဟိုဘက်ကLeona Messi ကကျွန်တော်နောက်တဲ့တစ်ချိန်လာရှင်ပေါက်ချင်တာဘောက VT ဒီမှာဆိုကျွန်တော်သူ့နောက်တစ်ခွက်ပြန်ပြပေးလိုက်တယ်အဲ့ကောင်ယူပါခါသွားတယ်ဒါပေမဲ့လည်းကွာဒီကောင်ကိုကျွန်တော်ပြန်ကေးမျိုးဒီကောင်ကိုကျွန်တော်မင်းနဲ့ကောက်နင်းတတ်တော့ငါလုံးမအောင်စဘူးမစဲကြုံမင်းဒီလိုနဲ့ပဲဒုတိယဗိုလ်ချုပ်ကြီးရော်ဆန်းရှင်းရဒီတာတဲ့နဲ့ချိန်စလုံးရတော့ပြီးတဲ့နောက်ပိုင်းမှာ enemy ဘက်က Big နဲ့ပဇားနာကိုလိုက်ချတာ Big ကကျွန်တော်ပြန်ထူတာကျွန်တော်တော့တေးတော့မှာဒါပေမဲ့လည်း Big ပဲပြန် show သွားတယ်ဒီလိုနဲ့ပဲဒုတိယကြီးဗိုလ်ချုပ်ကြီးရော်ဆန်းရှင်းရလဲ item တစ်ခွက်နှစ်ခွက်ရတာနဲ့ enemy ဘက်ကဂိုးလိန်ဖြစ်တဲ့ Big ကိုတော့ကန်းတော့တာပဲအဲ့ဒီမှာဆိုညီကိုတို့တွေ့မြင်တဲ့အတိုင်းပဲ enemy ဘက်က Big ကိုတနာပါလေဘာမှကိုလှုပ်ချင်ဖြစ်ကျွန်တော်နဲ့ Leslie နဲ့အကောင်တာဝါတဲတီဝင်ဖြတ်ပေးလိုက်တာတနာတော့တနာစရာကောင်းပါညီကိုတို့အနေနဲ့ရော်ဆန်းရှင်းကိုကင်မယ်ဆိုရင်ဒီ enemy မရှိတဲ့ခါကျရင်စကေးတူကို AC လေးအော်ပြောရင်းဆိုပြီးနဲ့တိုက်ကွင်းတူးမယ်အိုးယူဘာပြောရမယ်မသိတော့အော်ဒါမှလည်းတကောင်းတော့ရလိုက်တယ်ဟာပဇာနာကိုတချပဇာနာဒီကောင်ငါ့ကိုလိုက်ချတယ်ကျွန်တော်ကပဇာနာကို visited to များဓာတ်ပေါ်ခုတ်လိုက်တာအဲ့ကောင် show သွားတယ်ဒီလိုနဲ့ပဲ enemy ဘက်က HP ကကျွန်တော်ကိုပြန်လိုက်ချချင်တာကျွန်တော်က scale 1လေးနဲ့တာရည်လေးပဲရှောင်ပြလိုက်တာ AC ကိုရီးယားကြီးဗိုလ်ချုပ်ကြီးဖြစ်တဲ့ရော်ဆန်းရှင်းအနေနဲ့ကတော့နောက်ဆုံးတာတဲ့ပထမရောက်ရှိလို့လာပါပဲဖြစ်ပါဒီမှာတိုက်ကွင်းတူးမဲ့အိုးအတိုင်းလည်းမအေးဒီမိုနီရှော့ကအတိုင်းလည်းပဲဖြတ်ပေးလိုက်တယ်ဆိုပေမဲ့လည်းအိုးဘေဘီကဘေဘီကဘလိုကြီးတော့ဘေဘီကဟမ်ရှော့ကိုင်းနဲ့ပြစ်သွားတာကြီးနားလိုက်တာဘေဘီကဟာတိုက်ကွင်းမှာကြာသွားတယ်မင်းစစ်သားပါကြာသွားတယ်ဟာလက်စလီပါကြာသွားတယ်ဒါမှလည်းရောက်ရင်ဘက်က AHB ကိုရှက်တောင်းကြီးတော့ပေးလိုက်ရတယ်ဘေဘီအိုးရုံနှစ်ချက်ပဲထုနေဘေဘီကဟာသွားပြီကွာဒါတော့ပြောချင်တာကွာသိရမလားအားလီပိုင်းမှာဘလောက်ပဲတတာကွာလေကင်းရောက်ရင်တော့ဘေဘီကြိုင်တော့အကုန်လုံးရှော့တယ်ဘေဘီရာတောင်းမှန်ပါတယ်ဘေဘီရာအားလီပိုင်းမှာမြို့တာဝါလေးလိုက်ဖြတ်လို့တောင်းမှန်ပါတယ်ဒီဗီဒီယိုမှာကျွန်တော်ပေးချင်တဲ့ message ကတော့ကျွန်တော်လိုမျိုးအားလီပိုင်းမှာဘတ်မနိုင်မနဲ့ဖင်တော့မရပါနဲ့ပေါ့နော်